အမအင်္ဂါမေကလှုပ်ခိုင်းတာပေါ့နော်တပင်ခုတ်ခိုင်းတာတပင်ခုတ်မယ်ဆိုရင်ပစင်ယူပြီးထွက်လာဟာအပြင်းအကျင်တိုင်းပဲဟာတပင်မျိုးခုတ်မဆိုင်တာရှာခုတ်လောက်ပြီးသွားလောက်ပြီးသွားအကျင်ပါလာမှာအလောက်ကမလုပ်ချင်တော့လဲသွားချင်တာပေါ့နော်သူများရင်သွားလဲတော့အိမ်ရှင်တော့မရှိဘူးအိမ်ရှင်တို့တော့ခေါ်တယ်ဘယ်သူမှမရှိဘူးကိုထိုင်ရောပဲကိုဝင်ပြောဧည့်သည်လုပ်လိုက်တယ်ပါစားကြရှိမလို့ကြည့်ရမလားစားလို့မရပါဘူးအမလက်ထက်ကပစံရမချအောင်ကန်ပြီးရှောက်သွားတယ်ဟောတွေ့ပါပြီမပြီးရင်တော့တွေ့ရထားပြီးတော့တေးနေလိုက်တယ်တန်စင်တော့မရဒိုရီမီဖာဆိုလားတီးအဲ့ဒါပဲတီးအဲ့ဒါကတော့မတီးတော့ရှောက်တီးနေလိုက်တယ်အမတီးတဲ့တန်နားထောင်တင်တော့နားထောင်ကြည့်လိုက်တော့